ကျော်စိတ်သွားရလောက်အောင်ဒေါ်လာ1ဘီလီယံမြန်မာငွေနဲ့ဆိုဘီလီယံပေါင်း1000နဲ့ချီသုံးဆွဲခဲ့ပြီးမှဖော်မြူလာ1ပြန်ပွဲတပွဲမှအနိုင်မရခဲ့ပဲတွက်ခွာသွားရတဲ့အသင်းတစ်သင်းရှိခဲ့ပွဲဆိုတာသိမ်းမောင်လို့ပြပါသလားဒီအသင်းဟာအသမန်အသင်းငယ်လေးတစ်ခုမဟုတ်ပါဘူးကမ္ဘာအကြီးဆုံးကားကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Toyota ပဲဖြစ်ပါတယ် Toyota ဟာဖော်မြူလာ1သမိုင်းမှာအဆိုးရွားဆုံးပတ်စံဖြုတ်တီးခဲ့တဲ့အမားကြီးတစ်ခုကိုလုံမိခဲ့ပါတယ်2000မှာ Toyota ဟာဖော်မြူလာ1လောကထဲကိုခြေဆန့်လာခဲ့ပါတယ်ဒီရွယ်ချက်ကတော့ရှင်းရှင်းလေးပါပတ်စံနဲ့ချန်ပီယံဆုကိုဝယ်မယ်တနေ့ကိုဘတ်ဂျက်ဒေါ်လာတန်400ဝန်းကျင်အထိသုံးစွဲခဲ့ပြီးတော့2200နဲ့2009အထိ800တိအတွင်းမှာစုပေါင်းဒေါ်လာ1ဘီလီယံကျော်3ဘီလီယံနီးပါးသုံးစွဲခဲ့ပါတယ်။ Toyota ဟာဖော်မြူလာ1သမိုင်းမှာဘတ်ဂျက်အများဆုံးသုံးခဲ့တဲ့အသင်းတွေထဲကတစ်ခုဖြစ်ခဲ့ပေမဲ့ရလာရတော့မျောလင့်ထားသလောက်အောင်မြင်မှုမရခဲ့ပါဘူး။800တိအတွင်းမှာပိုး position 3ခါရခဲ့ပြီးတော့ podium 73ကျဲအထိတင်နိုင်ခဲ့ပါတယ်။ podium 73ကျဲရခဲ့ပေမဲ့အဆင့်1တစ်ခါမှမရခဲ့ပါဘူး။ podium ဆိုတာပြန်ပွဲရလာအဆင့်1နဲ့တော့ပြောတာပါ။ Motorsport မှာအဆင့်1ရမှအနိုင်ရတယ်လို့ခေါ်ပါတယ်။ Toyota ဟာတခါမှအဆင့်1မရခဲ့လို့ပြန်ပွဲတစ်ခါမှအနိုင်မရခဲ့ဘူးလို့ပြောရှင်းဖြစ်ပါတယ်။ဒါဆို Toyota ရေလို့သုံးခဲ့တဲ့ဒေါ်လာ1ဘီလီယံကျော်ဟာဘယ်နေရာမှာမာရင်သွားခဲ့တာလဲ။ပထမဆုံးအဓိကအမှားတော့ corporate bureaucracy လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာအဆင့်ဆင့်ရှောင်ထားရတဲ့စနစ်ပါ။ Formula 1ပြန်ပွဲဆိုတာမဟာဗျူဟာတွေနဲ့စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချရတဲ့ပြန်ပွဲတစ်ခုဖြစ်ပေမဲ့ Toyota အသင်းရတော့အသေးစားပြန်ကားဒီဇိုင်းပြုပြင်ဖို့အတွက်တောင်ဂျပန်မှာရှိတဲ့ဘော့အဖွဲ့စီကိုအဆင့်ဆင့်စတင်ပြီးအတည်ပြုချက်ဆောက်ခဲ့ရတာကြောင့်ပြန်ပဲအသင်းတွေထက်အမြဲတမ်းနောက်ကျကျန်ခဲ့ရပါတယ်။ဒုတိယအချက်ကတော့ location အမှားပါ Formula 1အဖွဲ့အစည်းနဲ့အတော်ဆုံး engineer တွေစုစည်းရာ UK မှာအသင်းရုံးမဆိုင်ပဲဂျာမနီမှာစက်ရုံသွားဆောက်ခဲ့တာကြောင့်ထိပ်တန်း engineer တွေကိုစီးရုပ်ဖို့ခက်ခဲပါတယ်ပြီးတော့2008-2009ကမ္ဘာစီးပွားရေးအကျအတဲကြောင့် Toyota ကုမ္ပဏီကြီးတစ်ခုလုံးအရှုံးပေါ်ခဲ့ရတယ်လို့အနိုင်မရပဲနေ့စဉ်ဒေါ်လာတန်းရာနဲ့ချီသုံးစွဲနေတဲ့ Formula 1စီမံကိန်းကိုဘောအဖွဲ့ကမဖြစ်မနေရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်စံချိန်တဲ့အဆုံးပေါ်ခဲ့တဲ့ Toyota ဟာ Formula 1ပြန်ပွဲမှာအနိုင်မရပဲပတ်စံဖြုံးနေမဲ့အစား hybrid နဲ့ကားထုတ်လုပ်ရေးပင်မစီးပွားရေးလုပ်ငန်းဘက်ကိုပဲအပြည့်အဝပြန်လည်အယုံဆိုင်ဖို့အတွက် Formula 1ကိုလက်ဆော့ပြီးထွက်ခွာခဲ့တာဖြစ်ပါတယ်။ဒီတိုဒါရဲ့ဆလန်းဟာ Formula 1မှာပတ်စံရှိုံနဲ့တော့အနိုင်ရလာနဲ့အောင်မြင်တဲ့ကားချာကိုဝယ်လို့မရဘူးဆိုတာကိုတည်တည်ပြတ်သွားခဲ့ပါတယ်။